စဉ်တွေနဲ့ကိုကပါသူဟာလေရောက်ရှိလာချင်းဆိုတဲ့ရဲ့နေရာအောင်မှာဆုံးတွေ့ချိန်မှာကြုံမမြင်နိုင်တဲ့နေတွေပိုင်ဆိုင်နေရလို့မှာသူရဲ့ကိုတွေ့တဲ့ခိုက်မှာရှင်းစက်နိုင်တော့ပါစိတ်တော့ခဲ့ပြီဒီဆုံးတရားမျောလင်းမိခဲ့တာမင်းသိနိုင်မလားဆိုင်သူတွေချင်းသိလေမပိုင်ဆိုင်နိုင်တဲ့ဘဝမှာမင်းနေရုံလေးဖြစ်နေတာတို့အတွက်ထောက်ရလားမလို့ဘူးဆုံးတရားမျောလင်းမိခဲ့တာမင်းသိနိုင်မလားဆိုင်သူတွေချင်းသိလေမပိုင်ဆိုင်နိုင်တဲ့ဘဝမှာမြင်နေရုံလေးဖြစ်နေတာတို့အတွက်ထောက်ရ